ချောကဘယ်လိုလေးရေးမှာလဲဆိုရင်သူကငင်းချောင်းရဲ့အလယ်နားမှာ9လေးရေးမယ်ပြီးရင်တစ်ချက် white အပေါ်တက်တယ်လေးထောင်တက်ပြီးတော့သူ့ရဲ့ခေါင်းလေးကိုဖုံးရုံလေး white ချလိုက်မယ်နော်ဒါဆိုရင်ချောချင်းလက်ကွင်းဆိုတဲ့အဓိပ္ပာယ်လေးပါsorry 9လေးရေးမယ်တစ်ချက် white မယ်အပေါ်တက်ပြီးတော့ white ချလိုက်မယ်ခေါင်းလေးကလည်းတိတိကျကျအပြင်ဘက်မှာထွက်နေရမယ်နော်ဒါဒီချောချင်းလက်ကွင်းနောက်တစ်ခုကထုံသူကဘယ်လိုလေးရေးမှာလဲဆိုတော့အစံလေးလာမယ်အပေါ်တက်ပြီးတော့ကောကိုင်လေးရေးတဲ့ပုံစံလေးပေါ့နော်အလုံးလေးအစံလေးလာခဲ့မယ်ကောကိုင်လေးရမယ်ဒါဒီထုံနောက်ထပ်တန်နေတဲ့ပြီးရဲ့အတွက်လည်း follow လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီလိုမျိုးဒီတလုံးချင်းစီရဲ့သေးစိတ်ရေးတက်ဖတ်တတ်ချင်နေဆိုရင်အရေးအဖတ်တီးတန်လေးလည်းရှိရမို့လာရောက်စုံစမ်းလို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဘိုင်ဘိုင်